Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့မင်းငါလေးချက်စားမှာဖြစ်ပါတယ်စားချက်ရန်အတွက်ငါးကိုစပလင်းချင်းစမင်းမုံငံပြားရိုးနဲ့ထည့်ပြီးတော့ပြုတ်ထားပါမယ်ဆန်လော်မုတ်လေးလုံးရန်အတွက်ဆန်ကိုလှော်ပြီးတော့ကြိတ်ထားပါမယ်သူကပို့ပြီးတော့မှုေးလဲမှုေးတယ်စိတ်လေးစိတ်မာရှင်ပြီးရင်တော့ငါးစီတက်ရန်အတွက်စပလင်းချက်သွန်ပြူချင်းငါးလေးကိုနှွာထားပါမယ်အခုငါးကိုစပြီးတော့စီတက်ပါမယ်ရှင်ငါးစီတက်တဲ့အချိန်မှာလိုအပ်တဲ့အရသာမုံလေးတွေတစ်ခါလေးထည့်ပါမယ်စီတက်နေတဲ့အချိန်တွင်းမှာပဲကလေးဘဲကိုပြုတ်ထားပါမယ်ရှင်။မျိုးအင်းရောင်ပြုတ်ထားပါမယ်။ကလေးဘဲလေးနူးလာပြီဆိုရင်တော့ခြေထားပေးပါမယ်။အခုဆိုရင်တော့ငါးစီတက်ထားတာလေးကလည်းရသွားပါပြီရှင်။ငါးပြုတ်ရည်တွေကိုကလေးဘဲခြေထားတာလေးထည့်ပါမယ်။ပြီးလို့ရှိရင်တော့ဆန်လောင်မုတ်ကိုရေဖြောထားတာလေးထည့်မယ်။ပြီးလို့ရှိရင်ဒီနော်ရွှေတီမုတ်ဒီဖြော်ထားတာလေးလည်းထည့်ပါမယ်ရတာအချို့ကဲစီရန်ထညက်တစ်လုံးကိုရနွေးလေးနဲ့စိန်ထားပါမယ်ဒီတက်ထားတာလေးလည်းဟင်းအိုးတွေကိုထည့်ပါမယ်ပြီးရင်တော့ခုနဖြော်ထားတဲ့ထညက်ရည်လေးကိုလောင်းထည့်ပါမယ်ချက်သွန်နီဥသေးလေးလည်းထည့်ပါမယ်ကြိုက်ရင်လည်းထည့်လို့ရပါတယ်မကြိုက်ရင်လည်းမထည့်လေးရပါတယ်ရှင်ချက်ဥခောက်ထားတာလေးလည်းဟင်းရည်လည်းထည့်ပါမယ်ဘဲဥလေးစားခြင်းတော့ဘဲဥလေးထည့်ထည့်ပါတယ်ဥဆက်တဲ့ရတာလေးခံစားခြင်းလို့ငရုတ်ကောင်းမုံလေးထည့်ပါမယ်ခုဆိုရင်တော့မွေးငါဟင်းလေးကအရန်ကိုမှုေးနေပါပြီအားလုံးပဲဘိုင်းမိုင်မှာတော့ဒီမှာလေးချက်ထားကြည့်ကြပါရှင်